ရဲ့ဘိုးဘေးကပင်လယ်ပြင်ရဲ့ကြီးမြတ်တဲ့မွေးနဂါးကြီးဖြစ်ခဲ့ပြီမယ်နင့်ကံကြမ္မာကတော့တခြားနေရာမှာရှိတယ်你也阿内有大不咋个，给老板今年的我的家姐说阿不当然嘛不好不。ဘာလို့ကျမအဖြစ်လာနိုင်တာကြီးမြတ်တဲ့မွေးနဂါးကြီးရဲ့စွမ်းအားအားနဲ့သူတွေပဲကုန်းပေါ်မှာနေတာဒီလိုအားတင်စရာအနည်းနဲ့မွေးဖွားလာပြီးမြဲဒီရိုးရှင်းတဲ့ခန္ဓာကိုယ်မှာပိတ်မိနေတယ်အဲ့ဒါကျမပဲကြီးမြတ်တဲ့မွေးနဂါးကြီးရဲ့စက္ကန့်ကလေးရပဲစဉ်းစားစမ်းနောက်ဆုံးတော့လေဒါတွေကတော်တော်လေးအသုံးဝင်တာပဲလာရှုံးမိပြီပဲဆိုတာကြီးမြတ်တဲ့မွေးနဂါးရဲ့မဟုတ်ဘူးကျမရဲ့စွမ်းအားဒီတော့မှာကျမရဲ့ပုံစံအစစ်အမှန်ကို